여러분 안녕하세요. 이런 가르쳐주는 영상 오랜만이에요, 여러분. 그럼 지져볼까? 오늘은 제가 보는 위에 어떤 럴리리고 베네야마블로 어떤 토야레소라고 제가 라비비아비아 스파레 아솔루션 제로 어떤 토야 솔루션 위원어 다 보면 위로 왜 어떤 토다 베네야마블로 어떤 럴리고 와레소 또 어떤 동단시원어 위로 어떤 토야니아레 시래 이로 어떤 토야니아 시래 에로 어떤 토야니아 시래 두예 물라 어떤 위에 이에 에 원어 아셨지요? 사장이 치슬로만 제로 위로အတန်ထွက်ရပါတယ်။အဲဆိုတော့ဥပမာလေးပြောပြထားပါရဲ့ပေါ့နော်။ဝီးစာဟုတ်ပြီနော်။ဝီးကြဒါကြသူ့ရဲ့မူလအတန်ဒီခြေလိုစလုံးရဲ့အရှိမဆိုလို့ရှင်သူ့ရဲ့မူလအတန်မပြောက်ဘဲနဲ့ဝီးဆိုပြီးတော့ပဲအတန်ထွက်ပြရပါမယ်။ဝီးကြနံပါတ်2ကကျတော့ e ပေါ့နော်။ e ကိုကျတော့ခြေလိုစလုံးရဲ့အနောက်မှာပေါ့နော်။ဒါဆိုလို့ချင်းဖွေဝီမူလအတန်ဒီဖွေဝီဟုတ်တယ်နော်။ဒါပေမဲ့စလုံးရဲ့အနောက်မှာဖြစ်တဲ့အတွက်ကြောင့်အတန်လေးပေါ့ပြီးဆိုရအောင်ဖွေရမလားအစီအဝေးနော်မြန်မာလိုအဓိပ္ပာယ်ဖွေရမလားရမယ်နော်စလုံးရဲ့အနောက်မှာရှိတဲ့ဟာကိုခြေတို့က e ဆိုပြီးတော့အတန်ထွက်ပြရပါမယ်။ e ရဲ့အတန်ကို e တို့အတန်ထွက်ပြရမယ်ရမလားဖွေဝီနည်းရောဖွေအဲ့လိုလေးအတန်လေးဆိုပြရမယ်ပဲနောက်တစ်ခုပေါ့နော်ဒီနောင်နှစ်ခုရဲ့အလယ်မှာဆိုလို့ရှိရင် ရဲ့အတန်ကိုခြေတို့အဲဆိုပြီးတော့အတန်ထွက်ပြရပါမယ်အဲရမလားနောက်နှလုံးရဲ့အလယ်မှာရှိခဲ့တယ်ဆိုလို့ရှိရင်အဲဆိုပြီးအတန်ထွက်ပြရပါမယ်ရှင်ကူဤရှက်အဲ့ဒါမူလအတန်ပေါ့နော်ရှင်ကူဤရှက်အဲ့လိုအတန်မထွက်ရပါဘူးဥယျကိုအဲ့အတန်မထွက်ပြရပါဘူးဒါဆိုတကယ်အမှန်ကိုသွားရအောင်ချင်းကူရဲ့ချက်ရမလားဤအတန်ကိုအဲဆိုပြီးတော့ထွက်ပြရပါတယ်ဒီမှာဤတွေအဲတွေရေးတာဆိုတော့ဒီအတန်ထွက်ကိုရေးပေးထားတာနော်ကိုကအတန်ထွက်တဲ့အတိုင်းလိုက်ပြီးတော့မှရေးရအောင်မြန်မာမှာဆိုလို့ရှိရလေရေးတော့အမှန်ဖတ်တော့အတန်အဲ့အတိုင်းလေးဒီဘက်ကိုအတန်ထွက်လေးကိုတိတောင်ရေးပေးထားဖြစ်ပါတယ်တကယ်တမ်းစာရေးရမယ့်အမှန်ကကျတော့ဒီ UOE အတိုင်းပဲရေးရမယ်အတန်ထွက်တဲ့ခါမှာတော့အတန်ပို့ပြီးတော့ A တို့ E တို့အဲ့လိုထွက်ပေးရမှာကိုဆိုလို့ရှင်းဖြစ်ပါတယ်အဲ့ဒါလို့ရှင်းကုမူလအတန်ကြီး UE ချင်းကူ E ချက်ဒီမှာဆိုလို့ချင်းချင်းကူ A ချက်နောက်တစ်ခုရဲ့အလယ်မှာဆို E ရဲ့အတန်ကို A ဆိုပြီးတော့အတန်ဖော့ပြီးတော့ထပ်ပြပါမယ်ရမလားရမယ်နော်နောက်တစ်ခုသုံးစိမ့်ငွေဂါဘန်ရမလားဒီမှာဆို E ပေါ့နော်အတန်ကူတော့ငါတက်တက်ထွက်လိုက်တာနော်ငွေဆိုပြီးတော့မှာနော်သုံးစိမ့်ငွေဂါဘန်အားနည်းရောဒီ E ကိုဒီလို A ဆိုပြီးအတန်ထွက်ပြပါမယ်သုံးစိမ့်ငယ်ဂါဘန်ရမလားခြေတို့စလုံးရဲ့အရှိမရှိခဲ့ရင်မူလအတန်မပြောင်းဘူး UE ပဲနော် UE စာUE ကြရမလားစလုံးရဲ့အနောက်မှာရှိခဲ့ရင်ဖွေ UE အားနည်းရောဖွေ E ပါနော်နောက်တစ်ခုနောက်နှလုံးရဲ့အလယ်မှာရှိရင် A ဆိုတဲ့အတန်ထွက်ပြရပါမယ်ချင်းကူအေချက်သုံးစိမ့်ငယ်ဂါဘန်အဲ့ဆိုလို့ရှိရင်ခြေတို့ဒီဒီအတန်ထွက်လေးတွေကိုဘယ်နေရာမှာဘလို့အတန်ထွက်ရလဲဆိုတာဒီနေ့ရသွားပြီလို့တစ်ချက်ကထင်ပါတယ်အဲ့ဆိုလို့ရှိရင်နောက်ဗီဒီယိုမှာခြေတို့ပြန်တွေ့ကြပါမယ်그럼오늘은여기까지입니다안녕